တန်နဲ့ငါးစားကြော်မြန်တဲ့ဒုံးကြီးတစ်စင်းကတင်ခေါင်းပေါ်ကိုကြားလာမယ်ဆိုရင်တင်မှာဆူတောင်းဖို့တောင်အချိန်ရမှာမဟုတ်ပါဘူးအခုအချိန်မှာတော့ American ပြည်ထောင်စုဟာသူတို့ရဲ့အစိမ့်မြင့်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ Dark Eagle လို့အမည်ရတဲ့ Hypersonic ဒုံးကြီးတွေကိုအီရန်ပဋိပက္ခအတွင်းအသုံးပြုဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။ American မှာတခြားဒုံးကြီးတွေရှိနေတဲ့နဲ့ဘာလို့ဒီလက်နက်ဆန်းကိုသုံးဖို့ကြံစီနေတာလဲ။အဖြေကတော့အကွာအဝေးပါပဲ။အီရန်ဟာသူတို့ရဲ့အရေးကြီးတဲ့ဒုံးကြီးစခန်းတွေကိုနိုင်ငံအတွင်းပိုင်းကတောင်တန်းကြီးတွေထဲမှာလုံခြုံအောင်ဝှက်ထားပါပဲ။ American လက်ရှိသုံးနေတဲ့ Precision Strike Missile တွေကကီလိုမီတာ480လောက်ပဲပစ်နိုင်တာကြောင့်အီရန်နဲ့အတွင်းပိုင်းပစ်မှတ်တွေကိုမရောက်နိုင်ပါဘူး။ဒါကြောင့်ပဲအကွာအဝေးပိုရောက်တဲ့လက်နက်တစ်ခုကို American တို့အရေးတကြီးလိုအပ်လာတာပါ။ Dark Eagle လို့ကတိရတဲ့ဒီဒုံးကြီးဟာဘလောက်အထိစွမ်းဆောင်ရည်မြင့်မားတယ်လဲ။သူဟာအတန်နဲ့ငါးစားကြောင်မြန်ပါတယ်။အကွာအဝေးအားဖြင့်ကီလိုမီတာ2900မိုင်အားဖြင့်1900ခန့်အထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။လက်နက်ရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့အရှိန်ပြင်းပြင်းနဲ့ပြန်သားနေစိမ့်မှာပဲလမ်းကြောင်းကိုလိုသလိုပြောင်းလဲမောင်းနေနိုင်တာပါဖြစ်ပါတယ်။ဒါကြောင့်ရန်သူဘက်ကဘလောက်ပဲခစ်မိတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိနေပါစေဒီဒုံးကြီးကိုကြားဖြတ်ဟန်တားဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲသွားမှာပါ။ဒါပေမဲ့ဒဇင်းကိုအမေရိကန်ဒေါ်လာ15တန်းအထိကုန်ကျတဲ့တန်ဖိုးကြီးလက်နက်တစ်ခုလေးဖြစ်ပါတယ်။လက်ရှိမှာအမေရိကန်လက်နက်တိုက်ထဲမှာ Dark Eagle ဒုံးကြီး10စင်းကန်မဲ့အစံသိမ့်ရှိပါသေးတယ်။တကယ်လို့ပါအခုစစ်ပွဲမှာအသုံးပြုခဲ့မယ်ဆိုရင်ဒါဟာအမေရိကန်ရဲ့ Hypersonic လက်နက်ကိုပထမဆုံးအကြိမ်စစ်မြေပြင်မှာတက်ဖြတ်မှုဖြစ်လာမှာပါ။ဒါဟာအီရန်ကိုတိုက်ခိုက်ဖို့တင်မကပဲရုရှားနဲ့တရုတ်နိုင်ငံတို့လိုပြိုင်ဘက်တွေအတွက်ပါအမေရိကန်ရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုပြသလိုက်တဲ့မဟာဗျူဟာမြောက်အချက်ပြမှုတစ်ခုလည်းဖြစ်ပါတယ်။ Dark Eagle လို့လက်နက်မျိုးကစစ်မြေပြင်မှာဘလောက်အထိအပြောင်းလဲဖြစ်စေမလဲဆိုတာစောင့်ကြည့်ရမှာပါ